Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုပိုင်မှာအားလုံးမင်္ဂလာပေါင်းတဲ့ခါညောင်းနဲ့ညနေခင်းခါသမ ्या လေးဖြစ်ကြပါသေးတယ်ပထမဦးစွာနှုတ်ဆက်သားလို့ဆုတောင်းကတော့ပြုပါတယ်ဆိုတော့ကျွန်တော်ဒီညနေမှာကတော့ကျွန်တော်ဒီတွက်နေမှုတွေအရညနေပိုင်းတီးတန့်ပေါ့နော်ညနေပိုင်းတီးတန့်တွက်နေမှုတွေအရကျွန်တော်ခံမှန်းသုံးသပ်ချက်တွေလာရောက်ပြီးမှနှောက်ရဖြစ်ပါတယ်ဒီတွက်နေမှုတွေအရဆိုရင်ကျွန်တော်ကြိုက်ဆုံးဖြစ်တဲ့စိတ်ကြိုက်တစ်ပတ်ကောင်းလေဒါကောင်းကောင်းကြိုးစားပြီးတော့ထုတ်ထားပါတယ်တို့ပေမဲ့ကျွန်တော်တခုပြောလို့ရသည်ကျွန်တော်2D မှာအပိုင်ဆိုတာလုံးဝမရှိတဲ့အတွက်ကျွန်တော်အသုံးပြုတဲ့အခါမှာတွက်နေမှုလေးတွေကိုကြည့်ပြီးတော့မှချင်းတိတ်တိတ်နဲ့အသုံးပြုဖို့အတွက်အကြံပြုပါတယ်ဆိုတော့ကျွန်တော် let's go လိုက်အောင်ကြည့်ပြီးလို့ထင်ပါတယ်အားလုံးကြိုက်နေတတ်မယ်လို့လည်းမျှော်လင့်ပါတယ်ဆိုတော့ဒီလိုဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်အဲ့လိုခမတ်သုံးသက်ချက်လေးနောက်လည်းကြည့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ channel လေးကိုတစ်ခါ like နဲ့ subscribe လေးနှိပ်ခဲ့ပေးဖို့အတွက်တောင်းဆိုပါတယ်ပြီးတော့ကျွန်တော်တခုရှိရသည်ကျွန်တော်တို့ထပ်မံပြောလို့ရဒုတိယမှာအပိုင်း fan မရှိပါဘူးကျွန်တော်ဒီအခုဒီဗီဒီယိုထဲမှာပေးထားတဲ့ခဏလေးအားလုံးဒီလေကျွန်တော်ဒါတွက်နည်းမှုတွေအရာ probability အရာကျွန်တော်သင်္ချာသဘောတရားအရာထုတ်ထားတဲ့ထုတ်ွက်တွေပဲဖြစ်ပါတယ်ဆိုတော့ဆိုဒီကောင်မှုကျွန်တော်အတန်းနိုင်ဆုံးထင်းထင်းလေးအသုံးပြုပါဒါကျွန်တော်ဒီတွက်ပြပေးတယ်ကျွန်တော်ထုတ်ပေးရအောင်ပေါ့ဘာပဲအသုံးပြုဒီညနေမှာကျွန်တော်ဒီ information များအားလုံးဒါ reset တွေနဲ့ထပ်တူကြပြီးတော့အားလုံးမင်္ဂလာပေါင်းတဲ့ခါရောက်ပါလို့ဆူတောင်းပေးလိုက်ပါတယ်ဆိုတော့အားလုံးရှုံးနေပါโอเคမှာစုပေးကြပါလိမ့်ဆိုတော့အားလုံး bye အဆင်ပြေလို့ရှိရင်ကျွန်တော်တခုရှိတာပုံမှန်လေးမှာဘာညာတာရကလေးတွေလည်းမှတ်ခဲ့ပြီးတော့တောင်းဆိုပါရယ်
video လေးကိုလည်းတရားတစ်ချက်လောက် share လို့အဆင်ပြေတယ် share သွားပေးစေချင်ပါတယ်အဓိကတော့ကျွန်တော် channel လေးကို like and subscribe နှိပ်ခဲ့ပြီเนาะဆိုတော့အားလုံးပဲ bye bye